မိဖုရားတန်ချမ်းချမ်းဟာမိဖုရားငယ်ကိုအစိတ်ခတ်ခဲ့တယ်ဆိုတဲ့ဆွဆွဲချက်နဲ့ဘရင်ရဲ့အမိန့်အရအေးနန်းဆောင်ကိုပို့ခံလိုက်ရတယ်။လူတိုင်းကသူမငိုလိုပြီးတောင်းပန်မယ်လို့ထင်ခဲ့ကြပေမဲ့တန်ချမ်းချမ်းကတော့မျက်နှာပေါ်မှာအပြုံးတပွင့်နဲ့အမိန့်ကိုလက်ခံလိုက်တယ်။သူမအတွက်အေးနန်းဆောင်ဆိုတာအပြစ်ပေးခံရတဲ့နေရာမဟုတ်ဘူး။နန်းတွင်းအရှုပ်ရှင်းတွေကနေလွတ်မြောက်ခွင့်ရတဲ့နေရာပဲ။မိဖုရားတွေနဲ့အပြိုင်ဆိုင်မနေရတော့ဘူး။ဘရင်ရဲ့မျက်နှာထားကိုလည်းကြည့်နေစရာမလိုတော့ဘူး။ဒါကြောင့်ဘရင်မင်းမြတ်ကျေးဇူးတော်ကြီးလှပါတယ်။လို့ပြောပြီးထွက်သွားခဲ့တယ်။အေးနန်းဆောင်ရောက်တဲ့အခါအစေခံမင်းကလေးချွေးခွာကငိုနေခဲ့ပေမဲ့တန်ချမ်းချမ်းကတော့ပျော်ရွှင်နေစေ။သူမရဲ့မျက်လုံးထဲမှာပျက်စီးနေတဲ့အိမ်တွေမမြင်ရဘူး။ငွေရှာနိုင်မဲ့အခွင့်အရေးတွေကိုပဲမြင်နေခဲ့တယ်။ကျယ်ဝန်းတဲ့ခြံကြီးရေရင်းတွင်စိုက်ပျိုးလို့ရတဲ့မြေကောင်းကောင်းဒါတွေဟာသူမအတွက်ယန္တနာတွေပဲ။တန်ချမ်းချမ်းကချက်ချင်းအစီအစဉ်ဆွဲလိုက်တယ်။ခြံရှင်းမယ်။မီးဖိုဆောင်မယ်။စားတောက်ဆိုင်ဖွင့်မယ်။နန်းတွင်းကလူတွေကိုသူမစီမှာတန်းစီပြီးငွေလာသုံးအောင်လုပ်ပြမယ်။ချွေးခွာကတော့ကျမတို့စားစရာတော့မရှိတော့ဘူးလို့စိတ်ပြတ်နေခဲ့တယ်။ဒါပေမဲ့တန်ချမ်းချမ်းကနန်းတော်ကပေးလာတဲ့ပဲစိမ်းအဟောင်းတွေကိုကြည့်ပြီးပြုံးလိုက်တယ်။သူမရဲ့စီးပွားရေးအိမ်မာယာအဲ့ဒီပဲစိမ်းတွေကနေစတင်တော့မှဖြစ်ခဲ့တယ်။တန်ချမ်းချမ်းရဲ့ပထမဆုံးဟင်းပွဲကတော့ပဲစိမ်းမုံပဲဖြစ်တယ်။ပဲစိမ်းတွေကိုကြိတ်ပြီးသူမရဲ့လက်ရနဲ့ကြော်လိုက်တဲ့အခါငွေပြန့်တဲ့အနံ့ကအေးနန်းဆောင်တစ်ခုလုံးကိုဖုံးလွှမ်းသွားခဲ့တယ်။အဲ့ဒီအချိန်မှာနန်းတွင်းကမိဖုရားဟွာရောက်လာခဲ့တယ်။သူမကတန်ချမ်းချမ်းကိုလှောင်ပြောင်ဖို့ရည်ရွယ်ပြီးရောက်လာတာ။အေးနန်းဆောင်မှာငတ်တေတော့မဲ့သူကဟင်းချက်နေသေးတယ်လားဆိုပြီးရေမောခဲ့တယ်။ပြီးတော့တန်ချမ်းချမ်းရဲ့မိဖို့နဲ့ဟင်းချက်ပစ္စည်းတွေကိုဖျက်ဆီးဖို့အမိန့်ပေးလိုက်တယ်။ဒါပေမဲ့မုံကျော်နန်းကနှာခေါင်းထဲဝင်လာတဲ့အချိန်မှာတော့မိဖုရားဟွာတော်စိတ်မထိန်နိုင်တော့ဘူး